ပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်စမ်းချောင်းမှာပကံညောင်ကနေမုတ်ပြားသက်လက်လာရောင်းတဲ့ဆိုင်လေးတစ်ဆိုင်ကိုရောက်နေတာပါအဲ့ဒီဆိုင်လေးကတော့စမ်းချောင်းလမ်းနဲ့ရှေကုန်းလမ်းတောက်မှာရောင်းနေကြော်မုတ်ပြားသက်လက်ဆိုတဲ့ဆိုင်လေးပါဒီဆိုင်လေးမှာမုတ်ပြားသက်လက်ပြင်မုတ်စီကြော်လည်းရပါတယ်မုတ်ပြားသက်လက်ဆိုရင်လည်းပဲပြုံးနဲ့မုတ်ပြားသက်လက်ကြက်ဥနဲ့မုတ်ပြားသက်လက်ထညံ့နဲ့မုတ်ပြားသက်လက်ဆိုပြီး၃မျိုးရပါတယ်ဈေးနှုန်းကတော့တစ်ချက်ကို900 3ချက်ယူရင်2000ကျပါတယ်ကျုပ်နဲ့မုတ်ပြားတလက်တွေဟိုးရဲကိုမုံနေရီထည့်ပါတယ်ကျုပ်ခလောက်တာလေးထည့်ပါတယ်ပဲပြုံးနဲ့ကြက်သွန်မြေလေးထည့်တယ်အဖုံးအုပ်လိုက်ပါတယ်ပဲပြုံးနဲ့မုတ်ပြားတလက်တွေဟိုးရဲကိုမုံနေရီထည့်ပါတယ်ပဲပြုံးနဲ့ကြက်သွန်မြေလေးထည့်တယ်အဖုံးအုပ်လိုက်ပါတယ်ခုနကလှုပ်ထားတဲ့ကျုပ်နဲ့မုတ်ပြားတလက်လေးရပြီဆိုတော့တေချာကလော်ပြီးတော့ဘန်းနဲ့ထည့်ပါတယ်နောက်ထပ်ပဲပြုံးနဲ့မုတ်ပြားတလက်လေးလုပ်ပါတယ်ပဲပြုံးနဲ့မုတ်ပြားတလက်လေးရပြီဆိုတော့တေချာကလော်ပြီးတော့ဘန်းနဲ့ထည့်ပါတယ်နောက်မုတ်တစ်ခုတွဲအိုးတဲ့ကိုမုံနေရီထည့်တယ်ထညက်ရီထည့်ပါတယ်ဖုံးအုပ်ပါတယ်ရှေ့မှာလှုပ်ထားတဲ့ပဲပြုံးနဲ့မုတ်ပြားတလက်လေးရပြီဆိုတော့တေချာကလော်ပြီးတော့ဘန်းနဲ့ထည့်ပါတယ်ထညက်နဲ့မုတ်ပြားတလက်လေးရပြီဆိုတော့တေချာကလော်ပြီးတော့ဘန်းနဲ့ထည့်ပါတယ်ဘန်းနဲ့မှာတော့မုတ်ပြားတလက်လေးတွေစုံနေပါပြီကျွန်တော်မာထားလေးကိုခုလိုညက်ပေးပါတယ်နန်းနောက်ထည့်တယ်အချင်းတုပ်လေးထည့်ပေးပါတယ်ထညံ့နဲ့မုတ်ပြားတလက်လေးကိုညက်ပြီးတော့ထည့်ပေးပါတယ်ဒါကတော့ခုနကဝယ်လာတဲ့မုတ်ပြားတလက်လေးတွေပကံထဲထည့်ထားတာပါဒါကတော့မကြီးချင်းရည်လေးပါဒါကထညံ့နဲ့အချို့ဒါပဲပြုတ်ဒါကျုပ်နေပါအရင်ဆုံးပဲပြုတ်နဲ့မုတ်ပြားတလက်လေးစားပါမယ်ကျုပ်နဲ့မုတ်ပြားတလက်လေးကိုအခုလိုချင်းလေးနဲ့တို့စားပါမယ်ထညံ့နဲ့မုတ်ပြားတလက်လေးစားပါမယ်ကျွန်တော်တို့ပဲဗကံညောင်ကမုတ်ပြားတလက်အတက်လေးစီမှာအားပေးခြင်းနေဆိုရင်တော့စမ်းချောင်းလမ်းနဲ့ရှေကုန်းလမ်းတောက်မှာဝယ်ယူအားပေးလို့ရပါတယ်။ဆိုင်လေးကမနက်6နာရီကနေမနက်9နာရီထိဖွင့်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။